အေးအချိန်တန်းတော့လည်းသမီးကကြားပတ်ဆက်တွေရောက်သွားတာပါပဲဟမ်ဘာလို့မလာရောက်လဲဟုတ်တယ်ကနေစမောမင်းရှိခိုးတဲ့ဘက်ဆိုတော့မင်းနာမည်ဘယ်လိုခေါ်ပိုးမင်းနာမည်ဝေးပိုးပါဆရာပိုးဟာမင်းနာမည်ကနုညံ့လိုက်တယ်မင်းဒီစမောအဲ့နာမည်ဘယ်လိုပြီးတာအဖေနဲ့မင်းကငယ်တော့ကျုပ်ကမွေးတော့အရန်ချောလို့ဆိုပြီးတော့ပိုးလို့ပေးတာအရင်ချောလို့မင်းပိုးလို့ပေးထားတာဟုတ်တယ်မင်းအဖေနဲ့မင်းညလုံးပါသေးရလားဟမ်ဒီရုပ်ဒီအတိုင်းဒီဆောက်ခွက်ကလည်းအရင်ချောလို့ပိုးလို့ပေးထားကျုပ်လို့ပေးတော့အဲ့ဒါနေစိမ့်နေနော်သေခွင်းနဲ့ပြတ်တက်လိုက်အဲ့ဒါထားတော့အဲ့ထားလိုက်တော့မင်းနဲ့မင်းငါစိတ်ဝင်တော့အဲ့ခုငါပြောချင်တာကမင်းဆရာရွှေခေါ်ငါရဲ့ရွှေဘီနဲ့မျက်နှာတစ်စီကိုတားကြောက်ခိုးတာလည်းမင်းပြောတာမသိဘူးဟောအဲ့ဒါဟဲ့မသိဘူးတဲ့လိုက်ကွာလိုက်လားလိုက်ကျွဲပါโอเคဟိုကောင်ငါတက်ကိုဖောင်းဆက်လိုက်စမ်းသူ့အဖေကိုငါတို့ဖမ်းထားတယ်လို့โอเคဒီဘလူးလေမင်းအဖေဆရာမင်းတော့ဘူးလေဟုတ်တာဟဲ့မင်းဘယ်လိုလဲငါရွှေခေါ်မင်းဘာကိစ္စတော့မင်းကဖုန်းထားတာပြောလားဘာကိစ္စနဲ့ဆက်ရမှာလဲမင်းအဖေကိုငါတို့ဖမ်းထားတယ်ဖမ်းထားတယ်ငါလည်းပါဆိုင်ဟဲ့ငါတို့ဖမ်းတာမင်းအဖေလေဆရာအဖေကဖမ်းတာလေဆရာအဖေကဖမ်းတာလေအဖေကဖမ်းတာဟဲ့မင်းကဖေလို့ဖမ်းနေဖမ်းလို့မရဘူးလားရောက်ရွှေခေါ်ဟဲ့မင်းကဖေကချိုးတယ်နော်မင်းမရိုက်နဲ့နော်မင်းမနဲ့ဆန်းနဲ့နော်ငါဖေမင်းလက်ဖြားနေတော့မတည်တယ်ကွာအရင်လည်းသိစိတ်ပူနေပါနဲ့မင်းဖေကငါတို့ဘာလုပ်ထားလဲဆိုတော့ကိုယ့်အကိုစဉ်းစားမင်းဖေရဲ့အတန်လေးကိုနားထောင်ကြည့်လိုက်အောင်ဘာတိတ်လဲဖေတာမလို့တိတ်ထွက်နေတယ်ငါဖေတခုမစိမစခံထားနေလို့ဖြစ်နေတယ်အဖေငါဖေမစီမစခါထားနေတဲ့တိုင်းနဲ့အမေတို့ထိုးတာလားမထိုးပါဘူးသားအမေတို့ရိုက်တာလားမရိုက်ပါဘူးသားအမေတို့တိုက်စနေတာလားမရစပါဘူးသားအတော့မေတို့ဘာလုပ်နေတာလဲအဖေတို့ဖိနေတယ်သားအဖေကိုနိုင်နေတာရှောင်းမလိုက်တာကောက်ကြလိုက်တာဟဲ့ရွှေခေါ်ပြောကွာမင်းကဖေဘာကိစ္စတော့ဖိနေတာလဲဘာလို့ဖိလိုက်ရမှာလဲမင်းဖေကငါတို့တဲ့အသက်ကြီးရဲ့ထိုးရင်လည်းငရဲကြီးမယ်ရရင်လည်းငရဲကြီးမယ်အေးမင်းကလည်းဘာမှမလုပ်နဲ့ဆိုတော့ဖိမဲနိုင်ရတော့တာဗောမလေးကွာငါဖေကိုနိုင်နေတာတဲ့မနေ့ကဆိုမင်းတို့နိုင်လို့ရှိရင်ကြာရင်ငါဖေကကိုတော်ကြီးဖြစ်သွားမှာပေါ့ဘာလဲကွာမင်းဘာလို့ကျန်နေငါဖေမဖမ်းတာလဲပြောလားမင်းရှိမှာငါတပည့်တစ်ကောင်ဖမ်းထားတယ်အဲ့တော့ငါတပည့်နဲ့အတူမင်းရှိမှာရှိတဲ့ရွှေပြည်နဲ့မျက်နှာတက်စီတွေအကုန်ငါလိုချင်တယ်ကွာဟာအဲ့တော့ရှိကောမင်းတပည့်ငါလုပ်ပြီးလို့ရတယ်အေးဒါပေမဲ့ရွှေပြည်နဲ့မျက်နှာတက်စီဆိုတာငါစီရဟာမမဟုတ်ပါဘူးကွာမင်းအမျိုးမျိုးနဲ့ဆိုင်ထဲမှာမျိုးတက်လိုက်တယ်လို့ထိုက်တဲ့ဆိုင်မှာဝယ်လို့ရတယ်လေမင်းကဝယ်ပါလားမတူမင်းရှိရဟာဦးမှာငါလိုချင်တာအေးမင်းကမပေးဘူးလားဟဲ့နေနိုင်တာမရခိုင်းလိုက်လို့မရခိုင်းလည်းမင်းဖေခင်ကောင်း
哇，俺被平高都难你了，不能浪嘛嘞，再加油咯，这个面路呗。老妹妹，嗨，你讲我，没路开嘛，在这种累不着，你讲压到门你的里头，阿飞，哎呀，哪里话？ဘာလို့နေရလဲငါတက် 俺飞俺给不了哩， နေပါဦးငါမှာထားတဲ့ရွှေပြည်နယ်မျက်နှာပစ္စည်းတွေနဲ့ငါတပည့်ရော 爸嘞瓜，没嘛的水边的面那的谁呀好包的嘛？哎，你这边地吧？ ငါတပည့်ကိုရင်လုပ်ပြီ 谁呀？ မင်းလုပ်ကြပါဦးအေး阿飞，အေးနေအောင်လို့ပြောဟောပစ္စည်းတွေရင်ရလေကွာ 你来，水边的面那谁？ ဒီချာစစ်တော့ပစ္စည်းတွေကိုဆုံးနေကြရပြီ 对呀，没俺这边。 မင်းဖေကိုမင်းပြန်ခေါ်တော့လို့ရ 阿飞，他飞那边过来，那飞那飞来。 ဖေးပြန်မလိုက်ဘူးသားဟမ်ဖေးပြန်မလိုက်ဘူးလို့ပြောနေတယ်လေ 他师傅， ဘာလဲရ 没俺飞清叫他了啊？没清叫他来呀？ မင်းမြင်လာငါချင်းကြောက်တတ်တာသူကသူပြန်မလိုက်ဘူးလို့ညင်းနေရလေ 没变来哩？ ငါပြန်မလိုက်တော့ဘူးလို့ပြောနေတယ်လေကွာ 那个没有来飞呀？大飞那边过来来飞呀嘞？哈，哎呀，那不表我飞变来给你拿起来嘞，哪怕 အဲ့တော့တပု 呀， ငါမလိုက်တော့ဖေးကိုပြောနေတယ်လေဘာလို့လဲမင်း ဖေးသမီးတို့နဲ့ပြန်လိုက်ခဲ့ပါဖေးရပြန်လိုက်ခဲ့ပါဖေးရနော် ဖေးကလို့ပြောကြ ဖေးအဲ့လိုမလုပ်အောင်လေသမီးနဲ့ပြန်လိုက်ခဲ့ပါနော်ဖေးနော်ပြန်လိုက်ခဲ့ပါဖေးပြန်လိုက်ခဲ့ပါ ဟဲ့ဖေးလာကိုင်းနေတာတော့ငါမလိုက်ဘူးလို့ပြောနေတယ်သွား ဖေးရတော့ဟဲ့မဘူးတော့ဖေး ဘာလို့ရသွားခေါင်းတော့ပြန်ဆုံး 嘿，飞那边点么来个飞呀？飞没来就知道多大嘛？ အေးအဖေပြန်မလိုက်တဲ့အကြောင်းရင်းကတခြား ယူ ဘူး နိုင်စဉ်းစားနေတဲ့ အ star ဖေကိုသူတို့ဖမ်းထားတဲ့တစ်ချိန်လုံး ဟမ် အဖေဖင်ကြီးကိုပဲသူတို့တွေကနှိုက်နေကြ 好的，那 လောက် 个， ခေါ်ကြည့်လိုက်ယူနိုင်ယူနိုင် အဲ့ဒီ စဉ်း ဖင်အနှိုက်ခံတဲ့အရာကြောင့်အဖေသိသွားပြီ ဟွာပါရဲ့ ဒါကြောင့်ဒီလိုပါပြန်လိုက်တာဟဲ့နားလေလားသိရလား ဘီယာရေးပြီးလာပြီလားတော့ 别啊，这里过来，别路， တော်ပြီဘာမှမပြောနဲ့ဟဲ့အဖေကိုလည်းစမ်းကောင်း 他们来讲呀。阿飞，把路飞的上来开的了，大路下就关你。ကိုယ်တောင်းနိုင်တယ် 阿飞，阿飞在里面，阿飞